အေးဘာလဲဟာငါရီစားပြောမလားအမေကရီစားမထားနဲ့လို့မှာလိုက်တော့ငါပြန်မကြိုက်နိုင်ဘူးဘယ်သူမှမကြိုက်ဒီမှာ follower တော့ဘလို့ရမလဲဆိုတာအော်ဒါလားလွယ်လေးအဲ့ဆိုရှင်ငါဆရာကြီးတို့3လခွန်ပြောပြ What ဟမ်ဆရာကြီးတို့3လခွန်ပြောပြမှာဆရာကြီးโอเคပြောပြမှာမာ Facebook တွေဝင်ပါကိုကောက်တယ်ဝင်နေနေရတွေ့လားအဲ့မှာဆိုရင်ဒီမှာ Facebook မှာဝင်ရှာနေဆို group တွေ့လားအဲ့ group ကိုနှိပ်သွားလို့ရှိရင်ဒီမှာ post တင်တဲ့နေရာတွေ့လားအဲ့နေရာတစ်ချက်နှိပ်သွားရင်ဒီမှာကိုရဲ့ပုံတစ်ပုံပေါ့နော်ကိုရဲ့ချုံမလာပါတဲ့ပုံတစ်ပုံတော့ယူလိုက်ပေါ့ကွာဒီမှာတစ်ပုံရေးလိုက်ပေါ့နှိပ်လိုက်ပြီပေါ့နော်ဒီပုံပေါ့ရေးလိုက်ပြီဆိုရင်ဒီပုံမှာ caption က follower လေးကူကြပါအောင်ဒါမှမဟုတ် follow လုပ်ကြပါအောင်အဲ့လိုမျိုးတစ်ခုခုရေးလိုက်ရေးပြီးဒီမှာ post တင်လိုက်လို့ရှိရင်အဲ့ဒီထဲမှာဗာလဲအဲ့ group ထဲမှာရှိတဲ့လူတွေကမင်းကိုလာပြီးတော့ follower လာလုပ်ကြလိမ့်မယ်အဲ့ဆိုရင် follower တိုးပြီးမင်းပြတ်လုပ်ပေးရမှာတစ်ခုပဲရှိရနော်ဗာလဲဆိုတော့ကွာမင်း follower လာလုပ်တဲ့လူတွေမင်းကပြန်ပြီးတော့ follower ပြန်လုပ်ပေးရမယ်ပြောမှဆိုတရားကိုလည်းလုပ်တာပေါ့စီးလုံးတာပေါ့တရားနဲ့တရားသိလား okay အဲ့ဒါပဲ